ကဲကျွန်တော်ဒီခါမှာစိတ်ဝင်စားမှုပေါ့နော်စိတ်ဝင်စားမှုအားကြီးပြီးတော့နာမည်ကြီးလွယ်တဲ့အင်္ဂလိပ်မွေးရန်တီးတန့်ပေါင်းခြင်းမှာပါကျွန်တော်တို့22မှ3ရက်မွေးဖွားတဲ့သူတွေအကြောင်းကိုပြောပြသွားမှာဖြစ်ပါတယ်သူတို့ကဘွားမှာလွတ်လွတ်လပ်လပ်နေလို့စိတ်ရှိတယ်နေထိုင်တယ်free ပဲနေတယ်သူတို့လာပြီးချုပ်ချယ်တာတို့ဟန့်တားတာတို့ဆိုတိတ်လက်မခံတတ်ဘူးစိတ်ချက်ပြန်မပြောရင်တော့မတုံ့ပြန်ဘူးလက်လည်းမခံဘူးဆိုတာမျိုးတွေပေါ့နောက်ပြီးတော့သူတို့ချီမှာဟိုစိတ်မတည်ငြိမ်တဲ့ကိစ္စမျိုးလည်းရှိတယ်ဟာဒါလည်းလှုပ်ချင်ဟာဟိုကလည်းလှုပ်ချင်အဲ့လိုသဘောမျိုးလေးတွေလည်းသူတို့မှရှိတယ်နောက်တစ်ခုသူတို့ကပါလဲလူကြီးသူမတွေပြောတဲ့ရှေးထုံးလန်းအစဉ်လာမျိုးသူတို့ကလက်မခံတာဘူးတကယ်ဟုတ်လို့လားဟိုလက်မခံခြင်းဟုတ်ပါမလားလက်တွေ့အဲ့လိုမျိုးတွေပေါ့နော်ပြောရင်ဘယ်လူကြီးရတော့ဘယ်ခေတ်မှာတော့ဘလို့ဆိုရက်စကလုံးနေအဲ့အဲ့ဒလိတုံးတန်းနေအဲ့လိုမျိုးတွေကိုသူတို့ကတိတ်စိတ်ဝင်စားလေးမရှိဘူးစိတ်ဝင်စားမှုအားနည်းတယ်ပေါ့နော်နောက်ပြီးတော့သူတို့ကပါလဲဆိုစနစ်တကျပေါ့လောက်ကင်မှုမရှိဘူးစနစ်တကျလောက်ကင်မှုမရှိလို့သူတို့ဘဝမှာအမှားအယွင်းဖြစ်တတ်တယ်ပေါ့နော်အဲ့ဒါကြီးကြီးမားမားအမှားအယွင်းလည်းဖြစ်နိုင်တယ်တေးပွဲတဲ့အမှားဆိုလည်းဖြစ်နိုင်တယ်သူတို့ကတိကျစနစ်တကျဆိုတဲ့ဥစ္စာကိုသူတိတ်မလုပ်ဘူးပေါ့နော်အားနည်းတယ်ဥပမာပတ်စံကိုချီးမယ်ဆိုရင်ဒီလူကိုပတ်စံ10သိန်းကြီးမယ်တိန်း100ကြီးမယ်ချီးမယ်ဆိုဒီလူကပြန်ဆက်နိုင်တဲ့အနေအထားရှိလားဒီလူကိုဘယ်လိုစာချုပ်ချုပ်ရမလဲဟာလားဒီလူရဲ့နောက်ကျောင်းကဘယ်လိုစသဖြင့်အဲ့လိုစနစ်တကျဟာလားပြောဆိုပြီးတော့မှလောက်ကင်ပြီးတေးကြပြီးဆိုတော့မှချီးငှားတာမျိုးဒါမှမဟုတ်ဒီပစ္စည်းကိုဝယ်မယ်အရင်နေ့တစ်ခုလုံးမယ်ဒီအရင်နေ့နဲ့ပတ်သက်ရင်ငါအကျိုးမြတ်ဘယ်လိုပြန်ရမလဲစသဖြင့်ပေါ့ဒီစနစ်တကျပေါ့ငါအတွက်ဆုံးရှုံးမှုကပါလေအဲ့လိုစနစ်တကျလေ့လာတာဆိုတာမျိုးတွေအားနည်းတဲ့အတွက်ကြောင့်သူတို့လုပ်တဲ့အခါမှာမတိမသက်ဖြစ်ပြီးတော့စနစ်မကျဘဲနဲ့ပြိုလဲတာဆုံးရှုံးနေတာထိခိုက်တာမျိုးတွေသူတို့ရဲ့ဘဝမှာကြုံတတ်တယ်เนาะအဲ့ဒီလိုမျိုးတွေနောက်တစ်ခုကဘာလဲဆိုရင်သူတို့ဘဝမှာသူတို့ကစိတ်ဝင်စားမှုအားကောင်းတာဖြစ်တဲ့အတွက်ကြောင့်သူတို့ကသင်လွယ်တယ်တက်လွယ်တယ်မှတ်လွယ်တယ်တခုခုသူတို့စိတ်ဝင်စားပြီးဟေ့ဆိုအဲ့ဒီအပေါ်မှာသူတို့ကအားရန်ဆိုင်တယ်အဲ့လိုအားဆိုင်တဲ့အတွက်သင်လဲတွက်လွယ်တယ်နားလဲလွယ်တယ်သူတို့ရဲ့ဘဝမှာသူတို့မြောက်ဘူးရဲ့နေရာဒေသတွေကိုသူတို့တွားရောက်ပြီးတော့အလဲပတ်တွားရောက်လို့ရှိတယ်သူတို့ကလည်းအခုလိုပေါ့ခီနီခီဝေးလိုဟာမျိုးတွေသူတို့ရဲ့ဘဝမှာကြုံရတတ်တယ်ဘုဒ္ဓအဖြစ်နဲ့ခရီးနောက်သူတို့ဘဝမှာအုံနောက်နဲ့အာယုံကြောနဲ့ပတ်သက်တာဇက်ကြောထိုးတာဟလာဒီခန္ဓာကိုယ်အတွင်းမှာရှိတဲ့လေတို့လေအောင်ဘိုင်းအောင်ဘိုင်းတာအဲ့လိုဟာမျိုးတွေအဲ့လိုယောဂတွေအသားပေးပြီးတော့ဖြစ်တတ်တယ်ပေါ့နော်ဒါသတိထားရင်ရှောင်ကျဉ်လွတ်နိုင်ပါတယ်ထိတ်ဖို့လန့်ဖို့မဟုတ်ပါဘူးနောက်တစ်ခါသူတို့ကဘာသာရေးဘက်ပေါ့ဘာသာရေးဘက်ကိုသူတို့ကဥပမာပေါ့ပဋ္ဌာန်းပုံမှန်ရွတ်တယ်ဟလာဓမ္မစကြာရွတ်တယ်ယန္နာတို့စသဖြင့်ပေါ့ဘာသာရေးကိုအစိဏကနေ့တူကလိုက်စားတယ်ဟလာဆိုလို့ရှိရင်သူတို့ကကြီးပွားတိုးတက်တာမြန်တတ်တယ်ပေါ့နော်ဟလာတက်နိုင်တော့စွန့်ကြဲပေးကလှူဒန်းမယ်ဟလာကိုလည်းသုံးမယ်ဘာသာတရားကိုလည်းဟလာမျက်ခြေမပြတ်လိုက်စားနေမယ်ဆိုရင်သူတို့ကအောင်မြင်တိုးတက်တာမြန်တယ်ဒါပေမဲ့သူတို့ကဘာလဲဆိုအဲ့လိုဘာသာတရားကိုဒီဇိုင်းမလုပ်လို့မရှိဘူးစိတ်ပါရင်လုပ်တယ်စိတ်မပါရင်မလုပ်ဘူးအားရင်လုပ်တယ်မအားရင်မလုပ်ဘူးဟလာအချိန်နေပေးရင်လုပ်တယ်အချိန်နေပေးရင်မလုပ်ဘူးပေါ့နော်အဲ့လိုနောက်တစ်ခါလေးဖျားရှိခိုးဖို့တော့မေ့တာမျိုးတွေရှိတယ်ပေါ့နော်အဲ့သဘောတွေရှိတယ်အဲ့တော့နောက်တစ်ခုကသူတို့ကဘာလဲသူတို့ရှိမှသူတို့နဲ့နီးစပ်တဲ့လူတွေမှာအကြံကောင်းဉာဏ်ကောင်းပေးနိုင်တဲ့ပုံကိုယ်တွေရှိတယ်အဲ့ဒီလိုအကြံကောင်းဉာဏ်ကောင်းပေးနိုင်တဲ့ပုံကိုယ်တွေရဲ့အကူအညီအဆောင်အရှောက်ဟလာအကြံဉာဏ်ကောင်းနေနဲ့သူတို့အောင်မြင်တတ်တယ်သူတို့ကသူတို့လုံလို့ရှိရင်အောင်မြင်တာနည်းမယ်လွဲရင်လည်းလွဲသွားမယ်သို့တော့ဆန္ဒလိုအကြံဉာဏ်ကောင်းပေးတဲ့ပုံကိုယ်တွေကူညီမှုတွေနဲ့သူတို့ကပို့ပြီးတော့ပေါ့နော်ဒီတမကရှေ့တိုးမယ်အောင်မြင်မှုပို့ရမယ်ကြီးပွားတာမြန်မယ်တိုးတက်တာမြန်မယ်ဆိုတာမျိုးတွေသူတို့ဘဝမှာကြုံတတ်တဲ့အင်္ဂလိပ်မွေးရပေါင်းခြင်းမှာတီးတဲ့23ရက်မိတ်ဆွေတွေပါသူတို့ရဲ့ဘဝတသက်စာအကျိုးပေးတဲ့အယောင်တွေနဲ့ကတော့အဝါရောင်တို့ရွှေရောင်တို့ဒီလိုအယောင်တွေအဖြူရောင်တို့ဒီလိုအယောင်တွေအကျိုးပေးတယ်စင်စွယ်ရောင်ဒါတွေအကျိုးပေးတယ်သူတို့အတွက်ကတော့အကျိုးပေးတဲ့ကဏ္ဍဒီ9ကဏ္ဍအကျိုးပေးပါတယ်အကျိုးပေးတဲ့ကဏ္ဍ9ကဏ္ဍအကျိုးပေးတယ်ဟလာအဲ့9ရက်တို့ဟလာ14ရက်တို့ပေါင်းခြင်းပေါ့22မှာ3ရက်တို့ဒီလိုရက်တွေမှာရေးကြီးကိစ္စတွေကိုအကောင့်တွေပေါ်လှုပ်ဆောင်မယ်ဆိုရင်အောင်မြင်နိုင်ပါတယ်တိုးတက်နိုင်ပါတယ်ဒါကတော့ကျွန်တော်တို့22မှာ3ရက်အတွက်ကျွန်တော်တို့လမ်းညွှန်ခဲ့တာပါအဲ့တော့ရှေ့မှာတင်ပြတဲ့ဗီဒီယိုဖိုင်လေးတွေကိုလည်းကြည့်ရှုအားပေးလို့ရပါတယ်နောက်လာမယ့်တင်မဲ့နောက်မွေးရက်တွေကိုလည်းကြည့်ရှုအားပေးပါလို့ဆန္ဒပြုရင်ဒီနေရာကနေကျွန်တော်တို့အဆုံးသတ်ပါတယ်ဗျနောက်များရဲ့ဗီဒီယိုဖိုင်မှာပြန်ဆုံရပါမယ်ဗျာ